ကျောင်းစီအခါမဲနဲ့တက်ရောက်နိုင်မယ်ထိတ်တန့်သုံးနိုင်တယ်ကိုကနိုင်ငံခြားမှာပညာသင်ယူခြင်းပဲဘတ်ဂျက်မလိုက်နိုင်တဲ့သူဆိုရင်တော့ DVD ကိုတေချာပေါက်ကြည့်သွားတဲ့မှာမြန်မာနိုင်ငံသားရဲ့အတွက်အဆင်ပြေအောင်ဦးစားပေးရွေးချယ်ထားတာမို့အသုံးဝင် like and follow လေးလုပ်ခဲ့နော်နံပါတ်1 Germany education နဲ့ပတ်သက်ရင်နာမည်ကြီးတဲ့နိုင်ငံဖြစ်ပြီး public university တွေမှာ0 budget နဲ့တက်ရောက်နိုင်ပါတယ် semester contribution အတွက်တာပေးရမှာဖြစ်ပြီးရွေးချယ်စရာ English top programs တွေလည်းများတဲ့အပြင် living cost လည်းတက်တာတာမို့ထောက်ဝယ်မှာရှိရင်အထူးဆန်းတော့မဟုတ်ပါဘူးနော်နံပါတ်2 Austria ကျောင်းဝင်ရဖို့လည်းလွယ်နေထိုင်ရေးလည်းတက်တာရဲ့အပြင် scholarship တွေအများကြီးရှိတဲ့ Austria ကိုချန်ထားဖို့ဆိုတာကမဖြစ်နိုင်ပါဘူး English top program တွေရှိပေမဲ့ scholarship try မယ်ဆိုရင်တော့တပန်းတောင် German language သင်ထားတဲ့မှာတကယ်လို့ scholarship မရခဲ့ရင်တော့အခမဲ့နေပါနဲ့ကျောင်းတက်ရမှာဆိုတော့ကဲဘာလို့သေးလဲနော်နံပါတ်3 Finland the happiest country ဖြစ်ပြီး living cost လည်းတက်တာရဲ့ Finland နိုင်ငံရဲ့ university တွေမှာအခမဲ့နဲ့ကျောင်းတက်ချင်ရင်တော့သူတို့ရဲ့ဘာသာစကားဖြစ်တဲ့ Finnish ကိုသင်ထားရပါမယ်ကိုက English မှာ English ဆိုရင်တော့ 50% to 100% ထိပြီး scholarship တွေကိုစူးစမ်းလျှောက်ဖို့လိုပါတယ်နော်ဒါလားဆိုရင်တော့ကိုယ့်အခြေအနေနဲ့အဆင်ပြေမဲ့နိုင်ငံတွေကိုသိပြီးထင်ပါတယ်နောက်လည်းဒီလိုမျိုးအကျိုးရှိတဲ့ information တွေအများကြီး sharing လုပ်ပေးတော့ပါမို့ C first လောက်ထားလိုက်တော့နော်